ကျွန်တော်တို့အခုရောက်နေတဲ့ခုနှစ်ကို1963ခုနှစ်လို့မြင်အောင်ကြည့်လိုက်မယ်ဆိုရင်ပြင်သစ်နဲ့အိန္ဒိယစစ်ပွဲပြီးဆုံးသွားတဲ့ကာလပဲဖြစ်ပါတယ်။ဒီစစ်ပွဲမှာဗြိတိန်အနိုင်ရရှိခဲ့တယ်ဆိုပေမဲ့စစ်ပွဲအတွက်ကုန်ကျစရိတ်များခဲ့ပါတယ်။ဒါကြောင့်ကိုလိုနီတွေဘက်ကနေတိုက်ခိုက်ပေးခဲ့တဲ့ British ကစစ်ပွဲအတွက်ကုန်ကျစရိတ်တွေကိုပြန်လည်ဆက်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့ကိုလိုနီနယ်ချက်သမားတွေကလည်းစစ်ပွဲမှာအတူတကွတိုက်ခိုက်ပေးခဲ့တဲ့အတွက်ကုန်ကျစရိတ်တွေကိုပြန်မဆက်ချင်ကြပါဘူး။ဒီကနေစပြီးတော့ British နဲ့ကိုလိုနီနယ်ချက်သမားတွေကြားမှာတင်းမာမှုတွေစတင်ခဲ့ပါတယ်။ The Proclamation of 1763 1963ခုနှစ်ကြေညာချက် British ဘုရင် George က Appalachian တောင်တန်းတစ်လျှောက်နယ်နိမိတ်မြင်ရေးဆွဲပြီးကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ရဲ့အနောက်ဘက်ပိုင်းချမ်းဟာဒေသခံလူမျိုးစုတွေရဲ့နယ်မြေဖြစ်တဲ့အတွက်ကြောင့်ကိုလိုနီနယ်ချက်သမားတွေဟာအနောက်ဘက်ပိုင်းကိုနယ်မြေတိုးချဲ့လို့မရဘူးဆိုပြီးပြောကြားခဲ့ပါတယ်။ဒါကြောင့်ပဲကိုလိုနီနယ်ချက်သမားတွေဟာသူတို့ကိုချုပ်ချယ်တယ်လို့ခံစားခဲ့ရပါတယ်။အဲဒီနောက်မှာတော့ British ဘက်ကငွေကောက်ခံဖို့ဥပဒေများစွာကိုအတည်ပြုခဲ့ပါတယ်။တကြားဥပဒေ1964 British ဘက်ကတကြားနဲ့ကျန်တကာအပေါ်မှာအခွန်ကောက်ခံခဲ့ပါတယ်။ကိုလိုနီနယ်ချက်သမားတွေကလည်းငါတို့ကလွတ်တော်ကိုအခွန်ပေးဆောင်ရတယ်ဒါပေမဲ့ငါတို့မှာပြောဆိုပိုင်ခွင့်မရှိဘူးဆိုပြီးညှဉ်းညူခဲ့ကြပါတယ်။ကိုလိုနီများဟာလွတ်တော်မှာကိုစားပြုမှုမရှိရင်အခွန်မဆောင်နိုင်ဘူးဆိုပြီးနာမည်ကြီးဆောင်ပုဒ်တစ်ခုဖြစ်လာခဲ့ပါတယ်။တစိမ့်ခေါင်းဥပဒေ1965ဒီတစ်ခုကနည်းနည်းပိုပြီး personal ဆန်လာတယ်လို့ဆိုရပါတယ်။သတင်းစာတွေစာချုပ်တွေလက်ထပ်ခွင့်လိုင်စင်စာရွက်စာတမ်းတွေစတဲ့စက်ကူနဲ့ဆိုင်တဲ့ပစ္စည်းတိုင်းဆိုလို့ပတ်စံပေးဝယ်ရတဲ့တစိမ့်ခေါင်းတစ်ခုလိုအပ်လာပါတယ်။ဒါဟာကိုလိုနီတွေအပေါ်ပထမဆုံးသောဓာတ်ရိုက်အခွန်ဖြစ်ပြီးလူအများဟာဒေါသထွက်ခဲ့ကြပါတယ်။လူအုပ်ကြီးဟာဒီကိစ္စနဲ့ပတ်သက်ပြီးဆန္ဒပြခဲ့ကြပါတယ်။ကုန်သည်တွေက British ကုန်ပစ္စည်းတွေကိုဝယ်ယူဖို့ညှင်းဆိုခဲ့ကြပါတယ်။ Samuel Adams ဦးဆောင်တဲ့ The Sons of Liberty လို့အဖွဲ့တစ်ခုပေါ်လာတယ်။အဖွဲ့ကချီတက်ပွဲတွေကိုစီစဉ်ခဲ့ကြတယ်။ရုပ်ထုတွေကိုမီးရှို့ခဲ့ကြပြီး British အရာရှိတွေကိုချိန်ချောက်ခဲ့ကြပါတယ်။ဆန္ဒပြပွဲကအောင်မြင်ခဲ့တယ်။ဒါကြောင့်ပဲ Britain ဘက်ကတစိမ့်ခေါင်းဥပဒေကိုရုပ်သိမ်းခဲ့ကြပါတယ်။ဒါပေမဲ့ဒါကတိုက်ပွဲစတင်ခါစသာရှိပါသေးတယ်။ Britain ဘက်ကကိုလိုနီတွေကိုအတော်စိတ်ပြတ်ခဲ့ကြပါတယ်။ကြေညာချက်ဥပဒေ1966ပါလီမန်ကဘယ်ကိစ္စမဆိုကိုလိုနီတွေအတွက်ဥပဒေတွေပြဋ္ဌာန်းဖို့သူတို့စီမှာအာဏာအပြည့်အဝရှိတယ်ဆိုပြီးကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဆိုလိုတာကဒီပွဲမှာမင်းတို့အနိုင်ရရှိခဲ့ပေမဲ့မင်းတို့ကိုငါတို့ကထိန်းချုပ်ထားဆဲပဲလို့ဆိုလိုတာပါ1969ခုနှစ်ဖန်ခွက်လက်ဖက်စက်ကူခဲပကြီးစေးတို့အပေါ်အခွန်ကောက်ခံခဲ့ကြပါတယ်။နောက်ပြီးငြိမ်ဝှက်ပြပြရေးကိုထိန်းသိမ်းဖို့ British စစ်သားတွေကို Boston ဆိုတဲ့မြို့စီကိုဆေးလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ငြိမ်းချမ်းရေးအစားစစ်သားတွေကလူတွေကိုပို့ပြီးဒေါသထွက်စေခဲ့ပါတယ်။လူအုပ်ကြီးကစစ်သားတွေကိုလောင်ပြောင်ကြတယ်။ဒီမှာငကိုရှိပြီးသားနှစ်ဦးနှစ်ဖက်ကြားကတင်းမာမှုဟာပိုပြီးပြင်းထန်လာခဲ့ပါတယ်။လက်ဖက်ဥပဒေ1983 Britain ကငွေကြေးအကျပ်အတည်းရှိတဲ့ British East Indian Company ကိုကူညီဖို့လက်ဖက်တွေကိုဈေးပေါပေါနဲ့ရောင်းချခွင့်ပေးခြင်းအဖြစ်ကူညီဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကိုလိုနီနယ်ချက်သမားတွေကဒါကိုလဲကွက်တစ်ခုအဖြစ်မြင်ခဲ့ပါတယ်။ဒီလက်ဖက်ကိုငါတို့ဝယ်ရင်ပါလီမန်ရဲ့အခွန်ကောက်ခံခွင့်ကိုလက်ခံလိုက်တာပဲဆိုပြီးပြင်းထန်တဲ့ဆန္ဒပြပွဲတစ်ခုပေါ်ပေါက်လာခဲ့ပါတယ်။ Boston Tea Party The Sons of Liberty အဖွဲ့ကလူတွေကဒေသခံအမေရိကန်တွေလိုဟန်ဆောင်ပြီး British သင်္ဘောတွေပေါ်တက်ပြီးလက်ဖက်တစ်တာ342လုံးကို Boston စိတ်ကမ်းထဲကိုပစ်ချခဲ့ပါတယ်။ဆုံးရှုံးသွားတဲ့တန်ဖိုးကတော်တော်လေးများတယ်။ Britain တွေအတွက်ဒါဟာပုံကံမှုသက်မဟုတ်ပဲရာဇဝတ်မှုဆိုင်ရာဖျက်ဆီးမှုတစ်ခုဆိုပြီးသတ်မှတ်ကြပါတယ်။ The Intolerable Act 1984 Britain ကကိုလိုနီနယ်ချက်သမားတွေကိုပြင်းပြင်းထန်ထန်ပြစ်ဒဏ်ပေးခဲ့ပါတယ်။ဒါတွေဟာကိုလိုနီတွေအတွက်သီးမခံနိုင်တဲ့အရာတွေပါ။တစ်ဆုံးရှုံးသွားတဲ့လက်ဖက်ဖိုးကြေတဲ့အထိ Boston စိတ်ကမ်းကိုပိတ်ထားရမယ်။နှစ် Massachusetts အစိုးရကို British ထိန်းချုပ်မှုအောက်မှာထားရှိရမယ်။သုံးစစ်သားတွေကိုပုံမစစ်လွတ်ခဲ့ပြီးသူတို့နေထိုင်ဖို့အတွက်နေရာပေးဖို့ကိုလိုနီတွေကိုအတင်းအကျပ်ခိုင်းစေခဲ့တယ်။လေးရာဇဝတ်မှုများဖြင့်ဆွဆွဲခံရတဲ့ British အရာရှိတွေကိုအင်္ဂလန်တွင်သာရုံးတင်စစ်ဆေးရမယ်။ဒီအရာတွေဟာကိုလိုနီတွေကိုပြိုကွဲစေမဲ့အစားဒီဥပဒေတွေဟာကိုလိုနီတွေကိုပို့ပြီးတော့စီးလုံးစေခဲ့ပါတယ်။
First Continental Congress ကိုလိုနီ12ခုကနေကိုယ်စားလှယ်တွေဟာ Philadelphia တွင်တွေ့ဆုံခဲ့ကြပါတယ်။သူတို့ကဘရင်ထံစာတစ်စောင်ရေးသားခဲ့ပါတယ်။ဒီလောက်ရက်တွေကိုရပ်တန့်ပါ။ကိုလိုနီအခွင့်အရေးကိုလေးစားပါ။ British ကုန်ပစ္စည်းတွေကိုကျွန်တော်တို့တပိတ်မှောက်မယ်။ဒါအပြင်လူအပ်ရင်တိုက်ခိုက်ဖို့ပါစစ်သားတွေကိုပြင်ဆင်ထားတယ်ဆိုပြီးတော့စာတစ်စောင်ပို့ခဲ့ပါတယ်။ British စစ်သားတွေဟာကိုလိုနီလက်နက်တွေကိုသိမ်းယူဖို့ Lexington နဲ့ Concord ကိုချီတက်ခဲ့ကြပါတယ်။ Minuteman လို့လူသိများတဲ့ကိုလိုနီနယ်ချဲ့သမားတွေကသူတို့နဲ့တွေ့ဆုံခဲ့ကြတယ်ပြီးတော့သမိုင်းကိုပြောင်းလဲစေခဲ့တဲ့အခိုက်အတန့်တစ်ခုရောက်လာခဲ့ပါတယ်။ဘသူကအရင်ပြစ်ခတ်လဲဆိုတာမသိဘူး။ဒါပေမဲ့ဒီတိုက်ပွဲဟာ American တော်လှန်ရေးစစ်ပွဲကိုစတင်ခဲ့တာတော့အမှန်ပါပဲ။